Unite TED Talk စီစဉ်ကပါTap Talk ပိတ်သက်တို့ရေ AI ရဲ့တိုးတက်မှုကို Will Smith နဲ့တိုင်းတာကြည့်ကြရအောင်ကဲကြည့်ကြပါဦးနှစ်ဆယ်လဆိုတဲ့အချိန်တွင်းမှာ AI ကဒီလောက်ထိပြောင်းလဲသွားတာတကယ်ကိုမယုံနိုင်စရာပါပဲ2023တုန်းက Will Smith ရဲ့ခောက်ဆွဲစားတဲ့ဗီဒီယိုကိုမှတ်မိကြပြီလားကြောက်စရာအိမ်မဆူးကြီးတစ်ခုလိုပဲနော် AI အတွက်ခောက်ဆွဲစားလာကဘာလို့ခက်ခဲတာလဲအစားအသောက်ရဲ့ပုံသဏ္ဍာန်ပြောင်းလဲမှုလက်နဲ့ပါးစပ်ရဲ့လှုပ်ရှားမှုတွေကိုအရင်တုန်းက AI ကနားမလည်ခဲ့ပါဘူးအခု2025 2026မှာတော့တကယ်လူအစ်စ်လား AI လားခွဲရခတ်တဲ့အထိဖြစ်လာနေပါပြီ AI ရဲ့တိုးတက်မှုက physics သဘောတရားတွေကိုနားလည်တာပြီခောက်ဆွဲရဲ့အပျော်အပြောင်းနဲ့လှုပ်ရှားမှုတွေကတကယ်သဘာဝအတိုင်းပဲယိုကလည်း consistency တသမတ်ထက်ဖြစ်နေပြီမြေတောင်ခတ်တာအစအလင်းမှောင်ဆုံးခွဲခြားရခတ်နေပြီလေဒါက video creator တွေနဲ့ movie industry တွေကြီးမားတဲ့အချို့အကွေတစ်ခုပါပဲအိမ်မဆိုးကြီးကနေ reality ဖြစ်လာတဲ့အထိ3နှစ်တောင်မကြာပါဘူးဒါဆိုရင်နောက်ထပ်9နှစ်10နှစ်တိဆိုရင်ဘလို့ဖြစ်လာအောင်မလဲနောက်10နှစ်ဆိုရင်ကိုယ်တိုင်တော့ Will Smith နဲ့အတူတူခေါက်ဆွဲတူတူစားနေရမလားမသိဘူးနော်ဟုတ်တယ်မလားတကယ်ချင်းမီစီတွေကိုလည်းဖြန့်ဝေပေးကြပါဦးဒီပညာဘူးတူတာတွေအတွက် Unite TED Talk ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်